ပါစင်နော်တမရတော့နာဆာလာဖောက်40နဲ့ရှစ်လုံးမ6ပဲဖြစ်ပါစင်နော်ဒီနေ့ပေါ့နော်စင်ဒီဘက်ပေါ့နော်အလုပ်သမားတွေကိုကျမတို့ကနေရာပေါ့နော်စင်ပထုံဌာနီကိုသွားရပို့မှာဖြစ်ပါစင်နော်အလုပ်ရုံဖြစ်ပါတယ်အယောက်30ပေါ့နော်ဟုတ်ကဲ့ပါစင်နော်ဟုတ်ကဲ့ပါညီမလေးတို့မှအလုပ်လဲတီးကြလား electronic စက်ရုံပါ ဟုတ်ကဲ့လာစာရောဘယ်လောက်ရလဲတီးလားလာစာတီးလားလာစာမတီးဘူးတဲ့ဘယ်လိုသွားမလဲလာစာဘယ်လောက်ရလဲတီးလား လာစာသူကတော့မနေ့ရှင်းညရှင်းတော့ဘောနော်ဒီနေ့ကို900ကျော်ဘောနော်900ကျော်ရတယ်တဲ့နော်ဟုတ်ကဲ့ပါစစ်နော်ပြီးတော့ဒီရက်မှန်ကြီးတွေပါလည်းရှိရလို့ပြောလား ဟုတ်ပြောပါတယ်ရက်မှန်ကြား900နဲ့800ကနေ1000လေးပေါ့နော်အမြင့်ဆုံးက ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်စစ်နော်ဟုတ်ကဲ့ပါဒီနေ့ကပေါ့နော်ကျမတို့တွေပေါ့နော်ဟုတ်ကဲ့ပါပထမဌာနီကိုပေါ့နော်အလုပ်သမားတော့ပို့ကြပါရှင်လိုက်လာခဲ့ဟုတ်ကဲ့ပါအလုံးမင်းတော့စင်ဒီနေ့ပေါ့နော်အလုပ်သွားမယ်အလုပ်သမားတွေပေါ့နော်ဟုတ်ကဲ့ပါစိတ်ထဲမှာဘယ်လိုများခံစားရလဲဆိုတော့ကျမတို့သွားရတဲ့အင်တာဗျူးမှာဖြစ်ပါဆိုလားဒီမမရှော့အရင်မီးရစိတ်ထဲမှာဘယ်လိုနေလဲ ရင်းပြောတယ်မရဲ့ စိတ်ရောလှုပ်လို့ရှင်တာနဲ့တော့ပဲလား ဟုတ်တော့ပဲ ဟုတ်ကဲ့ပါဒီအရှော့လေးတာတော့ပေါ့နော်အလုပ်လာစမတ်တာကြာပြီလား မကြသေးဘူး ဘယ်တော့လာလဲ တောက်ကြနေက တောက်ကြဒီနေ့ပါ2ရက်ပေါ့နော်ဟုတ်ကဲ့ပါဘယ်ပါအလုပ်တွေ့ပြီးတော့လာလဲ စက်ရုံလို့ ကျမတို့စိတ်ရောလှုပ်လိုက်ဟိုဆက်ဖြစ်တာနဲ့သွားရှင်တဲ့စိတ်နဲ့လာခဲ့တာဟုတ်စိတ်ရောမှာနေရတာပျော်လို့လား မဟုတ်ဘူးစက်ရုံပဲလောက်ဘူးလို့ ဩစိတ်ရောပဲလှုပ်ဘူးလို့စိတ်ရောလှုပ်ရှင်တာပေါ့နော်အနောက်ကိုသွားကြမယ်နော်လာခဲ့လားဒီမှာကျမတို့အရှော့လေး3ဖွဲ့မင်္ဂလာပါရှင် ပါပါရှင် ဒါကတော့ကျမတို့ရဲ့အသေးလုံးကြီးပေါ့သူကမဟာရှိုင်းစမှုစာခေါ်နေလာတဲ့ကျမရဲ့အသေးနှလုံးကြီးတွေဖြစ်ပါတယ်ရှင်ဘယ်လိုဘာဖြစ်လို့သွားရှင်းတာလဲလို့ရော အလုပ်စမတ်ထားတာကြောင့်ဆိုတော့ ငါအလုပ်ယုံကြောတငယ်ချင်းနဲ့ပေါ့နော်အဲ့ဒါကြောင့်မသွားရှင်းတာနေစားသိလား 940အဲ့လောက် အခန်းရောပေးလား ပေးတယ် အခန်းကပေးတယ်ဒါပေမဲ့သူတို့က share တာပေါ့နော်တရားကို1400 1500တခန်း3ယောက်နေဆိုတယောက်တစ်ဝက်ပေါ့စိတ်ုံတွေကတော့အများဆုံးအလုပ်ပါဒါပေမဲ့အဓိကကျတော့အလုပ်ကတော့တက်တာတယ်တဲ့အဲအကူနဲ့မှာပဲအလုပ်ကအဲအကူနဲ့မှာပဲနေမပူပေါ့အဲ့ဒီမှာရေရှည်နေတော့ဖြူလာသားမဖြူတဲ့အသားမဲလေးမဖြူတဲ့အသားလေးလေသွားရအောင်ကျမတို့ရဲ့ယောက်ျားလေးပဲရောက်ကုန်တာလေငါယောက်ျားလေးငါစီမလာဘူးတရားမှလာခဲ့ကျမသူတို့ကကျမစီမလာဘူးဆိုကျမတို့စီသွားမယ်လာခဲ့လားကိုရေကိုဘလူနဲ့လာလေ မိမနဲ့လာတယ် မိမနဲ့ကျမတော့တဲကွဲပြီကိုကြီးတော့လေမရနှစ်ယောက်ပါလို့တိထားလေ ကီလက်ထရောနစ်လောက်လို့တည်ထားရကြ โอเคနေစားကတော့တိရဟော ဒီသားကတနေ့900ကျော်ဗျ အလုံးနေရရောတိလား အလုံးတွေကပထုံဌာနီပဲချမ်းပါ ပထုံဌာနီမှာတကယ်တိတာကိုမမေကဘယ်မှာတော့မနာလို့တော့ကိုမမေကိုချောတဲ့ကောင်လေးရထားကိုရမရအောင်လာဘယ်သူရှိသေးလဲဘယ်သူရှိတယ်ကျမတို့ဒါကျမတို့ရဲ့အလောက်သွားမှာတော့ဒီစက်ရုံကပေါ့နော်သူက main ကလေးအဓိကထားပြီးတော့ယူတယ်ဘာလို့ဆိုတော့ယောက်ျားလေးတွေစားပေါ့နော်တိတ်ပြီးတော့အလောက်မရှိဘူးပြည်ယောက်ျားလေးတွေအတွက်ဆိုပစ္စည်းတင်ချမအဲ့လိုမျိုးပဲပေါ့နော်ဟုတ်ကဲ့ပါ main ကလေးတွေဆိုတော့သူကမတရက်ပြီးတော့လောက်ရတယ်ထိုင်တဲ့လူလည်းရှိပါပေါ့သူကစက်ရုံကြီးဆိုတော့သူ့ဖွဲ့နေသူပေါ့နော်ဒီလာကထိုင်တဲ့လူလားဒီလာကမတရက်တဲ့လူလားပေါ့နော်အဲ့ဒါကြောင့်စက်ရုံကတော့ဒါတော့တဘာဝပဲနော်အားလုံးပဲအလောက်လို့ရှင်နေအလောက်ရရှင်နေသူဆိုတော့နော်လာပြီးတော့အလောက်လာစမတ်လို့ရရုံကနေတိုင်းဖွင့်နေစမတ်တာပေါ့နော်စမတ်ကြီးကြိုပေးစားမလို့ပါဘူးရှင်နော်ဟုတ်ကဲ့ပါအလောက်စကားပြောကြည့်အလောက်ကြိုက်တယ်အလောက်သွားလို့အဆင်ပြေဆိုသွားတကယ်လို့ကွာစိတ်ထဲမှာပေါ့နော်ဒီလောက်ငါနဲ့သဘောမကျငါမကြိုက်ဘူးဆိုလဲပပွင့်လင်းပြောအမရေကျွန်တော်ကျမမသွားဘူးနော်ဒီလောက်ပါညာပေါ့နော်တည်တည်ချပြောလို့ရပါတယ်ရှင်နော်ရုံကလည်းဒီတိုင်းဖွင့်တဲ့ကျိုးဆိုပါရှင်နော်နာဆာလာဖော်လီစိတ်ရှယ်နေပြီးတော့နော်ဘိုင်ဘိုင်ဟုတ်ကဲ့ပါဒါစားပေါ့နော်ဟုတ်ကဲ့ပါရှင်နော်လုံအာဟာတို့ထိုင်းနေတော့ထမင်းစားတဲ့နေရာပေါ့နော်အလုတ်သမားတွေဒီဘက်မှာပေါ့နော်ရှိတဲ့အလုတ်သမားတွေပေါ့နော်ဘသူပဲဖြစ်ဝင်လာပြီးတော့ထမင်းပေါ့နော်ဝယ်စားလို့ရတဲ့ထမင်းဆိုင်ဖြစ်ပါတယ်ရှင်နော်အလုတ်ရင်ထမင်းဆိုင်ဖြစ်ပါတယ်ဒါတော့
တိလားအလုပ်သမားတွေကျမတို့စနေလာတဲ့အလုပ်သမားလည်းထမင်းဒီမှာပဲလာစားကြပါတော့ဟုတ်ကဲ့ပါဒီနေ့ပေါ့နော်အလုပ်သမားအယောက်30ပေါ့နော်ကျမတို့စိတ်ရုံလာပို့တာဖြစ်ပါတယ်ဒါကတော့ကျမတို့စိတ်ရုံရောက်ပြီပေါ့နော်ဟုတ်ကဲ့ပါရှင်စိတ်ရုံရောက်တဲ့အခါအချိန်ကပေါ့နော်12နာရီထိုးဖြစ်တဲ့သူတို့ထမင်းသွားစားကြတယ်ပေါ့နော်ဟုတ်ကဲ့ပါရှင်စိတ်ရုံထဲကိုတော့ပေါ့နော်ရိုက်လို့မရတဲ့အတွက်စိတ်ရုံထဲကိုတော့ရိုက်မပေးနိုင်တော့ပေါ့နော်စိတ်ရုံရှိကိုပဲရိုက်ပေးရတာဖြစ်ပါတယ်ရှင်နော်အခုလက်ရှိပေါ့နော်စင်ကြည့်နေတဲ့လူတွေထဲမှာအလုပ်လို့ရှင်နေဆိုတဲ့တကယ်ချင်းတွေရှိရဆိုရင်ပေါ့နော်ဝင်လာပြီးတော့အလုပ်လာရှောင်းနိုင်ပါစေနော်မိန်းကလေးပေါ့နော်အဓိကထားတော့ခေါ်တယ်နော်ရှင်ဒီစိတ်ရုံကပေါ့နော်လင်မယားတွဲတွေလည်းပါပါတယ်ဒါပေမဲ့အနေစုပေါ့နော်စင်သွားလို့အဆင်ပြေတယ်နေဆိုရင် passport ရှိရမယ်ဝက်ပတ်မင်းရှိရမယ်ပေါ့နော်တကယ်လို့ဘတ်တစ်လောက်ထားတဲ့လူဆိုရင်စာရောစာတန်းရှိတယ်ဆိုရင်လာခဲ့လို့ရရစင်နော်ရုံကလည်းနေ့တိုင်းဖွင့်နေရှင်ပရက်လောကမရှိဘူးစိတ်ဝင်စားတဲ့လူတွေပေါ့နော်ဝင်လာပြီးတော့အလုပ်ရှောင်းနိုင်ပါတယ်စမတ်ကြီးလည်းမရှိဘူးနော်သူတို့ရုံမှာနော်ဝင်လာလို့ရပါစင်နော် bye